မိတ်ဆွေတို့ ChatGPT တစ်ခုတည်းနဲ့လူ300လောက်တဲ့အလုပ်ကိုတစ်နေ့တည်းမှာလုပ်နိုင်တယ်ဆိုတာသိလားပြီးတော့ဒါကမိတ်ဆွေအတွက်အခွင့်အရေးလားဒါမှမဟုတ်လို့ရှင်အန်တရလားဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးလို့ရှင်မိတ်ဆွေရဲ့ဘဝအတွက်သုံးချက်ချက်တစ်ခုရှာလာနိုင်မယ်ဆိုတာကျွန်တော်ပြောရဲပါတယ်AIဆိုတာကအခုကဘာမှာအမြန်ဆုံးတိုးတက်နေတဲ့နည်းပညာတစ်ခုပါလူအများက AI ကအလုပ်တွေယူတော့မလားလို့ကြောက်နေကြရတယ်ပေါ့နော်ဒီနေ့ဗီဒီယိုမှာတော့အမှန်တရားကိုရှင်းပြပေးပါမယ်ကျွန်တော်အပိုင်း၅ပိုင်းခွဲပြီးတော့ကျွန်တော်ပြောပြပေးပါမယ်ပထမဆုံးအနေနဲ့ဒီအပိုင်းမှာ AI ကဘာတွေလုပ်နိုင်ပြီလဲဆိုတဲ့အပိုင်းကိုကျွန်တော်တစ်ချက်လောက်ပြောပြပေးမယ်အဲ့ဆို AI ကဘာတွေကိုလုပ်နိုင်နေပြီလဲရိုးရှင်းလို့ပြောရမယ်ဆိုလို့ရှိရင် AI ကရုပ်ပုံတွေဆွဲနိုင်တယ်ဗျာ blog တွေ script တွေ caption တွေကိုမိနစ်အနည်းငယ်အတွင်းမှာပဲရေးနိုင်တယ်ပြီးရင် website တွေ app တွေတည်ထောင်ဖို့ရန်အတွက်ကုတ်တွေကိုရေးနိုင်တယ် music over voice video editing တွေအထိကိုလုပ်နိုင်နေပြီဗျနော် example story တခုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် Netflix က AI ကိုသုံးပြီးတော့ thumbnail တွေကို personalize လုပ်တယ်ပေါ့ okay အဲ့ဒီရဲ့ရလအနေနဲ့ဘာဖြစ်တော့လဲဆိုလို့ရှိရင် viewer engagement က 20% လောက်တောင်မှတိုးမြင့်သွားတယ်ဗျာ wow 20% oh shit ဒီအပိုင်းမှာတော့ဘယ်အလုပ်တွေကပျောက်သွားနိုင်လဲဆိုတော့ကျွန်တော်တစ်ချက်ပြောပြပေးမယ် high grade jobs တွေက data entry ပါမယ် basic graphic design တွေပါမယ်ပြီးလို့ရှိရင် customer support call center တွေပါမယ်ဗျာနောက်တစ်ခုက basic level လောက်ပဲရှိတဲ့ translation တွေပေါ့ဘာကြောင့်လဲဆိုတော့ဒီအလုပ်တွေက repetitive ဖြစ်တဲ့ခါကျတော့ AI တွေကဒါတွေကိုအလွယ်တကူပဲလှုပ်လို့ရနေတယ်ဗျာ okay အဲ့ဒါဆို AI မလုပ်နိုင်သေးတာတွေကဘာတွေလဲဘာလို့ရိုးရှင်းပါတယ်ကျွန်တော်တို့လူတွေကပဲလုပ်နိုင်တဲ့ creativity original ideas တွေနောက်တစ်ခုကလူနဲ့လူဆက်ဆံရေးဖြစ်တဲ့ emotional intelligence ဒါမျိုးတွေက AI မှာမရှိသေးဘူးလုံးဝအခုလက်ရှိအထိတော့မရှိသေးဘူးနောက်ကကျ strategic thinking ဒီမှာကျွန်တော်တခုပြောချင်တာကဘာလဲဆိုလို့ရှိရင် AI เนี่ย tool တခုပါလူမျိုးအစားထိုးတာမဟုတ်ဘဲနဲ့ tool အနေနဲ့ပဲတည်ရှိနေရပဲဖြစ်တယ်အခုချိန်ထိပေါ့ဒါဆိုဒီမှာအရေးကြီးဆုံးမေးခွန်း AI ကမိတ်ဆွေရဲ့အလုပ်ကိုမယူဘူး AI ကိုအသုံးပြုတတ်တဲ့လူတွေကပဲမိတ်ဆွေရဲ့အလုပ်ကိုယူအောင်ပါပေါ့နော်ဒါဆိုဘာလုပ်တင်လဲ AI tools ကိုသင်ယူရမယ် ChatGPT တို့ Canva AI တို့လိုမျိုးပေါ့နောက်တော့ဘာလဲဆိုလို့ရှိရင် skill နဲ့ AI ကိုကိုက combine လုပ်တတ်ရမယ်ဗျကိုမှရှိပြီးသား skill တွေဥပမာကိုက editing တက်တယ်ဆိုလို့ရှိရင် editing ပေါ့ဒါမှမဟုတ်လို့ရှိရင်ကိုမှ graphic design ကိုကတက်တယ်ဆိုလို့ရှိရင်အဲ graphic design ကို AI နဲ့တွဲလုပ်တာတော့ဒါမျိုးလေးလုပ်တတ်ရမယ်ဗျနောက်တစ်ခုကဘာလဲဆိုလို့ရှိရင် content creation တွေ freelancing စတာတွေကိုကိုကစမ်းကြည့်တင်တယ်လို့ကျွန်တော်တော့မြင်နေဗျ okay ဒါဆိုမိတ်ဆွေတို့ရောဘယ်လိုမြင်လဲ comment မှာမိတ်ဆွေရဲ့အလုပ်က AI ကြောင့်ဘယ်လောက်ထိခိုက်နိုင်မလဲဆိုတော့တစ်ချက်တော့ဝင်ရောက်ဆွေးနွေးပါလို့ရပါတယ်ဒီလို content တွေပျောက်စေခြင်းလို့ချင်းရတော့ subscribe လေးလုပ်ထားပေးပါနော် see ya